ကျေးဇူးတော်မင်္ဂလာပါဖျားခင်လုံခြုံပြီးလုံလောက်တော်မူသောကျေးဇူးတော်နဲ့မင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုပါတယ်ဒီနေ့119ခုမြောက်သောစာလံအပိုက်ငယ်1ကိုခြေပြုပြီးတော့ဒီကုန်းထားတဲ့ကြပြလေးတစ်ပုဒ်ကိုကျွန်တော်ဖတ်ရခခွန်အားပေးလိုပါတယ်ခေါင်းစဉ်ကတော့မင်္ဂလာအပတ်6ဖြစ်ပါတယ်ရှောက်ရင်ပြောက်တတ်ပြီးတွားရင်မှားတတ်တာလမ်းညီညာตายတတ်ပြီးကောက်ပွေကကြောက်တွေ့တတ်တာလမ်းလောကမှာကျွန်တော်တို့လမ်းတွေကိုအသုံးပြုပြီးတော့တနေရာနဲ့တနေရာရောက်အောင်တွားလာကြရပါတယ်ဒီလမ်းတွေကတစ်ခါလမ်းလျှောက်ရင်းနဲ့ပျောက်သွားတတ်ပါတယ်အချိန်ချင်းကြုံမှုကြတယ်လမ်းမားတယ်မျက်စိလဲလမ်းပျောက်တယ်ဆိုတော့ကျွန်တော်တို့ကြုံမှုကြပါတယ်ဒီလမ်းသွားနေတယ်ပဲကျွန်တော်တို့လွဲသွားတာပါပဲတစ်ခါကျွန်တော်တို့သွားနေတဲ့လမ်းတွေကညီညီညာညာတာရရရှိတယ်လို့တစ်ခါအကောက်ကွေတွေလည်းရှိပါတယ်လောကကြီးမှာကျွန်တော်တယောက်စီသွားနေကြတဲ့လမ်းကညီညာတာရတယ်လို့ကောက်ကွေပြီးတော့တွိုင်းနဲ့ကြောက်တွေတွေ့တတ်တာလည်းရှိပါတယ်လူရရောက်စီတက်ပြီးကမောက်ကမနဲ့နောက်ကျတတ်တာလမ်းဖြက်လန်းလိုက်လို့ရှင်တစ်ခါမြန်တတ်ပေမဲ့အဲ့ဒီဖြက်လန်းကနေတွားလိုက်လို့ပဲကျွန်တော်တို့နောက်ကျတာလည်းကြုံရတတ်ပါတယ်ဗမာစကားမှာရှိပါတယ်အရင်လိုရင်လမ်းအိုကိုလိုက်ရတယ်လမ်းကတိတ်ရေးကြီးပါတယ်ကိုလျှောက်နေတဲ့လမ်းကဘယ်လိုလမ်းလဲပြီးတော့လောဘလမ်းဒေါသလမ်းမောဟလမ်းတောကလမ်းကျွန်တော်တို့ကလောဘနဲ့အသက်ရှင်သွားလာပြီးတော့လှုပ်ရှားနေတယ်ဆိုကျွန်တော်တို့လိုက်နေတဲ့လမ်းကလောဘလမ်းပါစိတ်တိုစရာတွေရောပြောပြီးတော့မကျေနပ်တာတွေနဲ့ပဲသွားလာနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့သွားနေတဲ့လမ်းကဒေါသလမ်းပါပြီးတော့အမှန်မှန်ပိုင်းခြားနိုင်ပဲနဲ့မိမိစိတ်ဇာတိသဘောအတိုင်းသွားလာနေတယ်ဆိုလို့ရှိရင်ဒါကမောဟလမ်းလို့လည်းခေါ်ပါတယ်အဲ့ဒီလောဘလမ်းဒေါသလမ်းမောဟလမ်းနဲ့လှမ်းပြီးတော့အဲ့ဒီလမ်းတွေပေါ်မှာလှမ်းပြီးတော့သွားနေတယ်ဆိုရင်သေချာတယ်သင်ကတောကလမ်းမှာရောက်နေတယ်လို့သိစေချင်ပါတယ်လမ်းများလို့မှန်းသွားရမှာကြောက်ဘယ်စခန်းရောက်မယ်စဉ်းစားကြိုက်တွေးကြောတဲ့ဆိုက်ရောက်လာတာကထာဝရဘုရားရဲ့တမန်တရားလမ်းဒါကြောင့်လောကမှာလောဘဒေါသမောဟတောကဆိုတဲ့လမ်းများစွာရှိတယ်ကောက်ကွေတဲ့လမ်းဖြောင့်ပြူတဲ့လမ်းတာယာတဲ့လမ်းညီညာတဲ့လမ်းရှိသလိုဆိုးတဲ့လမ်းဒီလိုလမ်းတွေအမျိုးမျိုးကျွန်တော်တို့ကြုံတွေ့နေကြရတယ်အဲ့ဒီလမ်းတွေထပ်မှာစိတ်ချရတဲ့လမ်းကတော့ထာဝရဘုရားခင်ရဲ့တမန်တရားလမ်းပဲဖြစ်တယ်တမန်တရားရဲ့ပို့ဆောင်မှုတမန်တရားရဲ့ဥဆောင်မှုတမန်တရားရဲ့လမ်းညွှန်မှုနဲ့လောကကြီးမှာလမ်းသွားရခြင်းဒီတာလေကျွန်တော်တို့အလုံးကြုံဆုံးဖြစ်တယ်လူရခီးကိုဖြောင်းတန်းအခက်ခဲမရှိရောက်ရတဲ့လမ်းဖြစ်တယ်လိုက်သွားရင်လုံခြုံတယ်ဟိုးရှေးတုန်းကဂျေရုဆလင်မြို့မှာဖျားကိုကိုးကွယ်ဖို့အတွက်သွားကြတဲ့လူတွေကဖျားဂျေရုဆလင်ကိုဥတီပြီးသွားနေကြပြီမဲ့သူတို့မှမလုံခြုံတဲ့အတွက်ကြောင့်ထာဝရဘုရားငါ့ကိုမဆာခြင်းအကြောင်းဘယ်ဟာများပေါ်ထွက်မလဲဆိုပြီးတော့သူတို့ဒီလိုလုံခြုံမှုလိုအပ်ခဲ့ကြတယ်ဒါကြောင့်ထာဝရဘုရားရဲ့လမ်းဒီသားလင်းထာဝရဘုရားသမာတရားဒီသားလင်းကျွန်တော်တို့လုံခြုံရဖြစ်သလိုလွဲစရာမရှိဝမ်းနည်းစရာမရှိရှောက်ကြည့်ရင်မင်္ဂလာရှိဒါကြောင့်ကျွန်တော်တို့တက်တာမှာတွားရမှာကလောဘဒေါသမောဟမဟုတ်ဘူးသူများကိုလိမ်လည်ပြီးတော့တွားမယ်လမ်းလဲဘဝလမ်းလဲမဟုတ်ဘူးထာဝရဘုရားရဲ့တမန်တရားစကားအဖြစ်ကျင့်လည်တွားလာခြင်းအဖြစ်လူရခီးကိုရောက်တယ်လို့ဖြောင့်တန်းတယ်လို့မင်္ဂလာရှိတဲ့လမ်းမှာရှောက်လန်းရတာဖြစ်တယ်ဆိုတာလေးကို119ခုမြောက်သောစာလံအပိုက်ငယ်1ကိုခြေပြုပြီးတော့အနေငယ်ဝင်ငှလိုပါတယ်ရှောက်ရင်ပျောက်တတ်ပြီးတွားရင်မှားတတ်တာလမ်းညီညာတာယာတတ်ပြီးကောက်ကွေ၆တွေ့တတ်တာလမ်းလူရရောက်စီတတ်ပြီးကမောက်ကမနဲ့နောက်ကျတတ်တာလမ်းပြီးတော့လောဘလမ်းဒေါသလမ်းမောဟလမ်းတောကလမ်းလမ်းများလို့မှန်းသွားရမှာကြောက်ဘယ်စခန်းရောက်မယ်စဉ်းစားကြိုက်တွေးကြောတဲ့ဆိုက်ရောက်လာတာကထာဝရဘုရားရဲ့တမန်တရားလမ်းလိုက်သွားရင်လုံခြုံတယ်လွဲစရာမရှိဝမ်းနည်းစရာမရှိရှောက်ကြည့်ရင်မင်္ဂလာရှိတယောက်စီတိုင်းထာဝရဘုရားတမန်တရားလမ်းထဲမှာလုံခြုံစွာရှင်လန်းစွာမင်္ဂလာရှိစွာရှောက်လန်းနိုင်သောသူများဖြစ်ပါစေ